ဒီမျိုးသားဟာထူးဆန်းတဲ့စူပါစွမ်းအားတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။သူဟာစလော့ဆက်ရဲ့ခလုတ်ကိုနှိပ်လိုက်တိုင်းအကြီးဆုံးစုတွေကိုအလွယ်တကူစုခူးနိုင်သူပါ။ဒါပေမဲ့သူဟာဘယ်တော့မှမလောဘကြီးပါဘူး။တခါကစားရင်ကြက်တန်ဖိုးပဲလောင်းကြီးထပ်ပြီးကြက်တန်းပေါင်းများစွာနိုင်ပြီဆိုတာနဲ့ကစားတာကိုချက်ချင်းရက်လိုက်ပါတယ်။ကာစီနိုရဲ့စီးမြင့်တွေကိုသူကောင်းကောင်းနားလည်ထားတာကြောင့်အများကြီးနိုင်အောင်မလုပ်ပဲလူမရိပ်မိအောင်နေထိုင်ခဲ့တာပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့ကာစီနိုမန်နေဂျာအစ်စ်ကသူ့ကိုစောင့်ကြည့်နေပါတယ်။ CCTV မှတ်တမ်းတွေကိုအကြိမ်ကြိမ်စစ်ဆေးပေမဲ့လည်းသူလိမ့်လဲနေတဲ့ဆိုတဲ့ဘာသက်တွေမှရှာမတွေ့ခဲ့ပါဘူး။သူတို့တွေဘလို့ဖမ်းမလဲဆိုတာတိုင်ပင်နေတော့မှပဲထူးဆန်းစွာနဲ့အဲ့ဒီအမျိုးသားကခေါင်းမော့ပြီးကင်မရာကိုစိုက်ကြည့်လိုက်ပါတယ်။အခြေအနေမဟန်တော့တာကိုသိလိုက်တဲ့အမျိုးသားဟာချက်ချင်းပဲထွက်ပြီးကင်မရာရှိကနေပျောက်ကွယ်သွားပါတော့တယ်။မန်နေဂျာကသူ့ကိုဖမ်းဖို့လုံခြုံရေးတွေကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲအမျိုးသားဟာဖက်နှက်ကြိုးချီဖို့ငုံလိုက်တဲ့အချိန်မှာပဲလုံခြုံရေးဝန်ထမ်းတယောက်ကိုပါနတ်စွာရှောင်တိန်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တွက်လက်တဲ့လှုပ်ရှားမှုတွေနဲ့နောက်ထပ်လုံခြုံရေးတွေကိုလည်းတယောက်ပြီးတယောက်လှည့်စားသွားပါတော့တယ်။မန်နေဂျာကခက်ခက်ရှိကနေလမ်းညွှန်ချက်တွေအဆက်မပြတ်ပေးနေပေမဲ့အမျိုးသားကတော့သူတို့လုံးမဲ့အရာတွေကိုကြိုတင်သိနေတယ်လို့မျိုးအကုန်လုံးကိုရှောင်ထွက်သွားပါတယ်။မကြခင်မှာပဲသူဟာအိမ်သားထဲကိုရောက်သွားပါတယ်။အပေါ်အင်ဂျီကိုချုပ်လိုက်ပြီးအဖိုးအိုတယောက်ရဲ့အုတ်ထုပ်ကိုအေးအေးဆေးဆေးပဲယူဆောင်လိုက်ပါတယ်။အဲ့ဒီနောက်အိမ်သားထဲကနေပြန်ထွက်လာပြီးအေးဝဲတယ်လို့မျိုးဟန်ဆောင်ရင်းလုံခြုံရေးအားလုံးကိုလှည့်စားကကာစီနိုထဲကနေလူတိုင်းရဲ့ရှေ့မှာတင်ခက်တီတီနဲ့ထွက်ခွာသွားပါတော့တယ်။တကယ်တော့အဲ့ဒီအမျိုးသားရဲ့စူပါစွမ်းအားဟာနောက်ထပ်9မိနစ်အတွင်းမှာဖြစ်ပျက်မဲ့အရာအလုံးကိုကြိုတင်ဟောကိန်းထုတ်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်